ဒါတတိယစနစ်ထဲကိုဝင်လာပြီပေါ့နော်ဆက်လာတော့အထွေထူးထူးပြဿနာသိမရှိဘူးဒါပေမဲ့ဘလို့ဖြစ်လဲဆိုတော့ရာသီတုပ်ကွေးမှာသူအရင်ဆုံးဆက်ဆက်ဖြစ်တယ်အဲ့တော့တကြံပြီးတာနဲ့ flu တစ်လုံးတော့ထိုးရတယ်မထိုးဖြစ်တဲ့အခါလည်းရှိတာပေါ့လေနော်အကြောင်းမျိုးပေါ့ထိုးတဲ့အခါထိုးလိုက်တိုင်းလဲ flu ကလွတ်သလားဆိုတော့မလွတ်ဘူးဒါမဲ့တက်တာတယ်ပေါ့နော်လွတ်သွားတဲ့နှစ်လည်းရှိမလွတ်တဲ့နှစ်လည်းရှိဒါမဲ့နေလို့ထိုင်လို့အဆင်ပြေတယ်တက်တာရတယ်ပေါ့သူကဒါလည်းပဲဆက်ပြီးနေတယ်ပေါ့လေဆက်ပြီးနေရင်းနဲ့အင်ဆူလင်ကနည်းနည်းလေးပြန်လျော့လာတယ်အခြေအနေပြန်ကောင်းလာတယ်ဆိုတော့ဘယ်လောက်ပဲထိုးလဲဆိုတော့20လောက်ပဲပြန်ထိုးရတော့တယ်20ပေါ့နော်မနေ့20ထိုးတယ်ည20ထိုးတယ်စီရတော့လိုအပ်တဲ့ဟာလေးတွေအဲ့မှာလိုအပ်တဲ့အားလေးတွေလိုက်ပြီးတော့ဘီတာရက်တစ်လုံးနဲ့နည်းနည်းလေးညှိပြီးတော့တောက်တယ်ပေါ့နော်ထွေထူးချားရတော့တောက်ချာမလို့ဘူးတိုးတော်လည်းမဖြစ်မနေတောက်ရတဲ့ဟာတွေကတော့နိုးစစ်ကတော့မဖြစ်မနေတောက်လိုက်ရတာပေါ့နိုးစစ်မဖြစ်မနေတောက်ဒါနဲ့ပဲလူနာက weight တော်တော်ကျသွားတယ်ရှင်လန်းတာမျိုးတိတ်မရှိတော့ဘူးပြင်းထန်တဲ့လေ့ကျင့်ခန်းမျိုးမလုပ်နိုင်တော့ဟိုအရင်လိုအပြင်ထွက်မယ်ရှောက်မယ်လွှားမယ်ပါမယ်ဒါမျိုးတွေမရတော့ဆိုတော့အိမ်တွင်းလေ့ကျင့်ခန်းအဆင့်ကိုပြန်အောင်သွားတယ်အပြင်နေသိသွားလို့မရတော့ဆိုတော့စီဂျိုလူနာတော်တော်များများစီဂျိုတက်ကြလာရင်စိတ်ချအနည်းနဲ့အမြန် complication ရှိတယ်ထိကိုထိရအောင်ရတယ် specialty တစ်ခုယူရတယ်မယူလို့မရအောင်အဲ့တော့ဒီလူနာရဲ့ဖြစ်စဉ်မှာဒီလူနာကသူဖြတ်တန်းခဲ့တဲ့သူ့ရဲ့ဘဝပေါ့နော်သူ့ရဲ့ brother အရာကြည့်တဲ့အခါကွန်စီအရက်မရှိဘူးဒီလူကဒါအမှန်တန်တက်တာကွန်စီအရက်မရှိသည့်အတွက်ဒီအချိန်လောက်အထိကိုတော်တော်လေးကိုကုသမှုပိုင်းမှာပေါ့နော်ဆွဲလို့ယူလို့ရတော့မဟုတ်ရင်အဲ့ဒီကွန်စီအရက်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလိုက်ပြီးတခါကောင်းတဲ့ထက်စဉ်းစားပြီးကုအောင်ပါလေစီးချိုအပြင်တော်တော်လေးစင်မပြေတာကြုံလာနိုင်တာပေါ့လေအဲ့ဒီကြိုင်အဲ့တော့လူနာကညီသူမဆို specialty တစ်ခုယူကြရမယ်စလိတ်တော့တဲ့လူတွေမှာတော့ဗျာများသောအားဖြင့်နှလုံးပြဿနာတို့ဘာလို့ဟိုလိုတို့ဒီလိုတို့ဒါတွေဖြစ်မှာပေါ့လေနော်ကြောင်းမျိုးပေါ့အဆုံးနဲ့ပတ်သက်တဲ့ဟာတွေလည်း COPD တွေဘာတွေလည်းဖြစ်မှာပေါ့ဗျာဇလန်းတွေကတော့အဲ့တော့ဒီလူနာကြတော့အဲ့ဒါတွေမရှိဘူးမရှိတဲ့အတွက်သူကကြောက်ကက်လေအတိုင်းတာတစ်ခုထိအနေထားအဆင်ပြေတယ်နှစ်စီဂျိုတဲ့နှစ်30တဲကိုဝင်လာတဲ့အချိန်မှာ40ခွန်ပြန်ရတာဆိုတော့တိတ်ပြဿနာမရှိဘူးဒီကိစ္စအဆင်ပြေတယ်အောင်ကျော်ပြဿနာရှိတယ်အောင်ကျော်ပြဿနာရှိတယ်ဒါပေမဲ့ကြီးမားတဲ့ယူရိုပက်တစ်လောက်ကြီးပေါ့နော်ပြင်းပြင်းထန်ထန်ယူရိုပက်တစ်ပိန်းလောက်ကြီးဝင်တာမျိုးတော့လည်းမဟုတ်ဘူးသို့တော်လည်းထုံးစံအတိုင်းပဲ6ရောက်တွေထုံနေကျင်နေထိတာတိတာမရှိတော့ဘူးဆိုတော့အဲ့လူကဘာတွေထူးခြားလာလဲဆိုတော့အပြင်ဝင်သွားပြီးပြန်လာဖက်တစ်ဖက်မပါလာဘူးဒီပြဿနာရှိတယ်ဆိုတော့ဒီနေရာမှာ sharing လုပ်ပေးချင်တာအောင်ကျော်ကိုစပြီးထိတာဖြစ်တဲ့အတွက်6ရောက်တွေကနှလုံးနဲ့အဝေးဆုံးနေရာတွေပေါ့နော်ဒီ6ရောက်တွေကိုတွေးမရောက်တော့ဘူးပြောရရင်တော့ဒါပါပဲ6ရောက်တွေတွေးမရောက်တဲ့အတွက်အဲ့နေရာတွေမှာရှိတဲ့ cell တွေကတိတာဖြစ်တဲ့အတွက်သတင်းပြန်မပို့တော့ဘူးအုံနောက်ကိုဒီ magnetic wave တွေမှာမျက်စိစီးကွင်းထဲမှာခန္ဓာကိုယ်ရဲ့အထဲမှာဝင်မပါနိုင်တော့ဘူးဒါကြောင့်သူကထိသိမသိတော့ဘူးအဓိကမှာကျင်တာကဒီလူနာတွေအပြင်သွားတဲ့အခါမှာအထူးဂရုစိုက်ပါဖနက်ကတာမန်ချင်းချက်ဖနက်စီးလို့မရပါဘူးဝင်းတို့ဖနက်စီးလို့မရပါဘူးအနောက်ကပြုတ်မထွက်နိုင်လောက်တိုင်းကျိုးပါတဲ့ဖနက်မျိုးနဲ့မှအဆင်ပြေမယ်မကြက်လုံးမချောင်လုံးနဲ့ဖနက်ဖြစ်ဖို့လိုတယ်ခြေတော့အားလုံးကိုစုပြီးအုပ်ထားကာပါပေးနိုင်တဲ့ဖနက်ဖြစ်ဖို့လိုတယ်